င်းနာမည် ရွှေအိုးပါ ရွှေအိုးမင်းအဖေနာမည် ဦးထွန်းတော်မှာ ဦးထုံထုံနာမည်တော့မှန်းနေမင်းကမင်းမင်းမှန်မှန်ဖြစ်မင်းလူကြီးတော့မဟုတ်တာဘာလုပ်ခဲ့လဲ ဒီမမကြီးရေကျွန်တော်ပုံလေးကြည့်ပါဦးအဲ့လိုလုံးမရုပ်တာလို့လေ လေဟုတ်ပါပြီကဲမဟုတ်တာမလုပ်ဘူးဆိုရင်လေဟုတ်ချအောင်မင်းဘာလုပ်ခဲ့ဘူးတလဲဟဲ့ကောင်မင်းဒါနသိလား ဒါနာတော့မသိဒေါနာတော့သိတယ်ကျွမ်းမှာဘိုက်စကုတ်သွားကြည့်ရင်ဦးထွန်းတော်ကရန်ကုန်တာ ဒီကောင်ဘာကြီးလျှောက်ပြောနေမှမသိပါဘူး။ဒါနဆိုတာအလှူဒန်းကိုပြောတာ။မင်းဘာလူခဲ့တလဲလို့ငါမေးနေတာ ဟောဘာမှမပြော ။ဒီမိုင်းကောင်မင်းတီလာအောင်တီလာ အဖေပြောလို့သာသိတာပါလေကျွန်တော်ကိုဦးတီလာကျွန်တော်ငယ်ငယ်လေးတည်းအဆုံးပါ ။လုံးပြန်ပါပြီ။မလီ10ပါးတီလာ9ပါးတီလာ10ပါးတီလာဥပုပ်ဆောင်ဘူးလားလို့မင်းကငါမေးတာ ဩ